အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့အနေနဲ့စကားပြောကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်လက်တွေ့ဘဝမှာဘယ်လိုလုပ်ဆောင်မလဲဆိုတော့ခေါင်းစဉ်လေးအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားပါမယ်ကျွန်တော်ဖတ်ပူခဲ့တဲ့စာအုပ်လေးရဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မျှဝေပေးသွားပါမယ်မိတ်ဆွေတို့ကလူအများကြားမှာစကားပြောရမှာအဆင်မပြေဘူးအသီးမိတ်ဆွေအစ်စ်တွေနဲ့ရင်းနှီးဖို့ခက်ခဲနေတယ်လို့ခံစားမှုခဲ့ဘူးသလားဒါမှမဟုတ်ရင်ကိုစကားဘယ်လိုပြောရမလဲမသိဘူးဆိုတဲ့အတွေ့အကြုံကြောင့်အခွင့်အရေးကောင်းတွေများစုံလက်လွတ်ခံခဲ့ရဘူးသလားโอเคလူတော်ဖြစ်ဖို့ထက်လူရှိလူခင်ပေါ်တဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ကပိုပြီးခက်ခဲတယ်လို့ထင်ရပြီမဲ့တကယ်တမ်းမှာတော့ဒါဟာလေ့ကျင့်ယူလို့ရတဲ့အသက်ပညာစကေးတစ်ခုပါပဲโอเคဒါဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုမှာ sharing လုပ်ပေးသွားမယ့်အကြောင်းအရာလေးတွေပတ်သက်ပြီးပြောပြပါမယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာထင်ရှားကြော်ကြတဲ့စာရေးဆရာကြီးဥဖေမြင့်ရေးသားထားတဲ့ပြောတဲ့ဆိုတဲ့ပေါင်းသင်းဆက်ဆံတဲ့ဆိုတဲ့စာအုပ်ထဲကအရေးကြီးဆုံးလက်တွေ့ဘဝမှာအသုံးချလို့ရမယ်လမ်းညွှန်ချက်၃ချက်နဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားခြင်းပါတယ်ဒီလမ်းညွှန်ချက်၃ချက်ကိုသိပြီးလက်တွေ့ဘဝမှာကျင့်သုံးမယ်ဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းခွင်မှာဖြစ်ဖြစ်တငယ်ချင်းအတိုင်းအဝန်းမှာဖြစ်ဖြစ်မိသားစုအတိုင်းအဝန်းမှာဖြစ်ဖြစ်နေ့စဉ်ကိုဖြတ်တန်းနေတဲ့ဘဝမှာဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးကအတိအသာကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲကျွန်တော်နဲ့အတူတူအဲဒါဆိုရင်လမ်းညွှန်ချက်လေးကိုလေ့လာကြည့်လိုက်အောင်ပထမဆုံးလမ်းညွှန်ချက်ကနားထောင်ခြင်းအတတ်ပညာပဲဒါကအရင်အင်မတန်အရေးကြီးတယ်နော်ပထမဆုံးအရေးကြီးတဲ့ချက်ကတော့စကားပြောတဲ့ကောင်းတဲ့သူမဟုတ်ပဲနားထောင်ကောင်းတဲ့သူဖြစ်အောင်လုပ်ဖို့ဘာဖြစ်လို့လဲဆိုတော့လူအများစုကပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုတာကိုစကားပြောကောင်းတာဟာသတွေပြောနိုင်တာလို့ပဲထင်နေကြတယ်တကယ်တော့အဲ့ဒါထက်ပိုအရေးကြီးတာကတစ်ဖက်လူကိုဆွမ်းမက်နေအောင်နားထောင်ပေးတတ်ဖို့ပဲလိုတာပါဆရာဖေမြင့်ကသူ့ရဲ့စာအုပ်မှာပြောထားတဲ့အကြောင်းအရာလေးတွေရှိပါတယ်လူတိုင်းဟာမိမိကိုယ်ကိုအရေးကြီးတယ်လို့ခံစားချင်ကြတယ်မိမိရဲ့အကြောင်းကိုပဲပြောပြချင်ကြတယ်အဲ့ဒါကမိတ်ဆွေတို့အတွက်အလွန်အားနည်းတဲ့ပေါင်းသင်းဆက်ဆံရေးလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်တကယ်တမ်းကျတော့မိတ်ဆွေတို့အနေနဲ့တကယ်ကိုကပေါ့နော်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်အတွက်ဆိုရင်သင်ကစကားပြောနေတဲ့အချိန်မှာသူတို့ရဲ့မျက်လုံးချင်းစုံကြည့်ပြီးတော့စကားပြောပေးပါပြီးရင်သူတို့ပြောသမျှစကားကိုခေါင်းငိမ့်ပြီးတော့နားထောင်ပေးပါအလေးတစားပြုပြီးတော့ဥပမာအနေနဲ့ဟုတ်လားစသဖြင့်သူရဲ့ပြောစကားကိုတုံ့ပြန်မှုပေးပါသူတို့စကားပြောနေတဲ့အချိန်မှာကြားဖြတ်ပြီးတော့မပြောပါနဲ့အဲ့ဒါအလွန်ဆိုးရတဲ့ခံစားချက်ပေါ့နော်ကျွန်တော်တို့အနေနဲ့လည်းအရင်တော့ရှိခဲ့ဘူးပါတယ်အဲ့လိုမျိုးတစ်ဖက်လူတွေကိုစကားပြောနေတဲ့အချိန်မှာကိုကကြားဖြတ်ပြီးပြန်ပြောလိုက်တယ်အဲ့လိုမျိုးခံစားချက်တွေရှိခဲ့ဘူးတယ်ဒါပေမဲ့နောက်ပိုင်းမှာကိုယ့်အကိုပြန်ပြီးတော့ဆင်ခြင်ပြီးတော့ပြန်ပြီးတော့ကျင့်သုံးရတယ်သူတို့စကားအဆုံးတက်မှာပဲကိုယ်လက်ရောက်မှာပဲသူတို့စကားပြောတဲ့စကားနဲ့ကိုပြောမဲ့စကားကိုအဝန်ကူညကြအောင်ကိုက်ညီပြီးတော့ပဲပြောပါတယ်အဲ့ဒါတော့အရင်ကောင်းတယ်ဒါမှပဲတစ်ဖက်လူရဲ့ကိုတန်ဖိုးထားရောက်သလိုသင်ကိုယ်တိုင်ကလည်းနားလည်မှုရှိတဲ့သူယဉ်ကျေးတဲ့သူလို့တစ်ဖက်လူကသင်ကိုမြင်မှာဖြစ်ပါတယ်ကဲအခုကနေစပြီးလူတစ်ယောက်ကိုစကားပြောတဲ့အခါကိုဘာပြောရမလဲဆိုတာထက်သူဘာပြောမလဲဆိုတာကိုပိုပြီးအာရုံစိုက်ပြီးတော့နားထောင်ပေးပါနံပါတ်1ကတော့ရှိမှုခြင်းနဲ့အတိအမှတ်ပြုခြင်းပဲဒုတိယတစ်ချက်ကတော့ရိုးရိုးသားသားရှိမှုတတ်ခြင်းနဲ့အတိအမှတ်ပြုခြင်းပါပဲဒီနေရာမှာသတိထားမှာရှိမှုနဲ့ဆိုတာဟန်ဆောင်ပန်ဆောင်မြောက်ပင့်ပြောဆိုတာမဟုတ်ဘူးเนาะအဲ့လိုမျိုးပြောတာမဟုတ်ဘူးတစ်ဖက်လူရဲ့တကယ်အားသာချက်စူးစမ်းမှုဒါမှမဟုတ်အသေးအဖွဲ့အကောင်းကွက်လေးတွေကိုရှာဖွေပြီးသူ့ကိုတန်ဖိုးထားကြောင်းချီးမွမ်းတဲ့ကြောင်းတွေကိုပြောပြပေးချင်တာကိုပြောပြတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေရဲ့လုပ်ငန်းခွင်မှာဖြစ်ဖြစ်လုပ်ဖွဲ့ကိုင်ဘောတစ်ခုမှာဖြစ်ဖြစ်လုပ်ဖို့ကိုင်ဖက်တယောက်အနေနဲ့ဖြစ်ဖြစ်ဥပမာreport တွေတင်လာတဲ့အလုပ်ကိစ္စနဲ့ပတ်သက်လို့
အဲ့လိုမျိုး report တွေတင်လာတယ်အဲ့လိုမျိုးအစီရင်ခံစာတွေတင်လာတယ်ဆိုရင်မိတ်ဆွေတွေနဲ့ဟာညီလေးဖြစ်ဖြစ်အကိုဖြစ်ဖြစ်ဆရာဖြစ်ဖြစ်ဟာဆရာညီလေးအကိုမင်းဒီလေးလောက်တဲ့ဟာကတကယ်ပြည့်စုံတဲ့အစီရင်ခံစာပဲအဲ့ဒါကြောင့်မင်းကိုဒီနေ့ကျေးဇူးတင်ပါတယ်ဒီလိုလဲနောက်ထပ်လည်းမင်းအနေနဲ့လုံနိုင်မလို့မျှော်လင့်ပါတယ်အဲ့လိုမျိုးစတဲ့အကြောင်းအရာလေးပြောပြပေါ့နော်ဥပမာနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မင်းအနေနဲ့လမ်းမှာဖြစ်ဖြစ်ရုံးမှာဖြစ်ဖြစ်တငယ်ချင်းတွေနဲ့တွေ့ဖြစ်ပြီးကိုယ့်ရဲ့ဆရာသမားတွေနဲ့တွေ့ဖြစ်တယ်ဆိုရင်ဟာဆရာကြီးဒီနေ့ဆရာဝတ်ခဲ့တဲ့ဝတ်စုံအသစ်လေးကအရန်လှပါလားဆရာနဲ့ဒီရောင်လေးနဲ့အရန်လိုက်ဖက်တယ်တငယ်ချင်းတွေဆိုဟာမင်းဝတ်လာတဲ့ဝတ်ကအရန်မိုက်တာပဲဒီနေ့ဒီရောင်လေးကမင်းနဲ့လိုက်တယ်လို့ကိုယ့်ရဲ့စိတ်အရင်းနဲ့ပဲပြောပြပါဒီကကျွန်တော်ပြောချင်တာဘယ်လိုပြောလဲမြောက်ပင်ပြောဆိုတာမဟုတ်ဘူးကိုယ့်ရဲ့စိတ်အရင်းနဲ့ပဲသူတို့ရှိမှုပါပြီးရင်ရိုးသားသားရှိမှုပါအတိမတ်ပြုပေးလိုက်ပါဆရာဖေမြင့်ကဒီစာအုပ်မှာရေးထားတဲ့အကြောင်းအရာလေးရှိတယ်အဲ့ဒါကလက်ရှိမွန်းတဲ့စကားကလက်လူတစ်ဖက်လူရဲ့နှလုံးသားကိုနွေးထွေးစေတဲ့နေအောင်ရှင်နဲ့တူတယ်တဲ့လူတိုင်းကသူတို့ရဲ့စူးစမ်းမှုကိုမြင်စေခြင်းကြတယ်မိတ်ဆွေရဲ့ရိုးသားစွာရှိမွန်းစကားတခွန်းပြောလိုက်တာဟာသူတို့ရဲ့တစ်နှစ်တာလုံးကိုတစ်နှစ်တာဖြတ်သန်းနေတဲ့တစ်နေ့တာလုံးကိုပျော်ရွှင်နိုင်စလို့မိတ်ဆွေကိုလည်းလူရှိလူခင်ပေါ်တဲ့သူတယောက်ဖြစ်လာစေပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ဝေဖန်ခြင်းကိုရှောင်ကြဉ်ပါ။အဲ့ဒါကတော့အရေးကြီးတယ်နော်။အသက်နိုင်ဆုံးဝေဖန်ခြင်းကိုရှောင်ကြဉ်ပါ။တာရီရဲ့တစ်ချက်ကတော့ဝေဖန်ခြင်းကဲ့ရဲ့ခြင်းအပြစ်တင်ခြင်းကိုတက်နိုင်သမျှရှောင်ကြဉ်ဖို့ပါပဲ။လူတွေကတခါတလေကြာရင်သူတို့ရဲ့အမှားကိုဓာတ်ထောက်ပြဝေဖန်ရင်အလိုလျောက်ဘယ်လိုပြောမလဲကာကွယ်ခြင်းကြားခုခံကာကွယ်ခြင်းရတယ်ပေါ့နော်ပြောပါစေလူအများရှိမှစကားပြောလိုက်ရင်ချက်သွားမှာတို့အဲ့လိုမျိုးတွေဖြစ်တာပြောချင်တာပါဥမာဘယ်လိုပြောမလဲမင်းလောက်တာမှားတယ်ဒါမကောင်းဘူးပြောလိုက်ရင်တစ်ဖက်လူရဲ့မာနကိုထိခိုက်စေပြီးတစ်ဖက်လူကိုရန်သူတယောက်လိုဖြစ်သွားတာပေါ့နော်ကိုယ့်ပေါ်လည်းမြန်သူတော့အကယ်၍အဲ့လိုမျိုးစကားမပြောမနဲ့တစ်ဖက်လူရဲ့စကားကိုအကြံပေးပြောချင်တယ်ဆိုရင်နူးညံ့တဲ့စကားလုံးတွေသုံးဖို့လိုရတယ်ဥမာအနေနဲ့မကောင်းတဲ့စကားပြောရတယ်ဆိုရင်ဟာမင်းဒီ report ဒီလိုလုပ်တာမှားနေပြန်တယ်ပြန်လို့စတဲ့စကားကိုမှပြောတဲ့လေတံထက်ဒီလိုမျိုးလေးပြောလိုက်ရင်ပိုကောင်းမယ်လို့တော့ထင်တယ်နောက်တစ်ခုဟာဒီ report လေးအချက်လေးကတော့တကယ်တော့ကောင်းပါတယ်ညီလေးရဒါပေမဲ့ဒီနေရာလေးမှာအမှားနေရာနည်းနည်းလေးကိုထပ်ဖြစ်လိုက်ရင်ပိုပြီးပြည့်စုံသွားမယ်လို့ထင်တယ်ညီလေးဖြစ်ဖြစ်အကိုဖြစ်ဖြစ်အကိုကရောညီလေးကရောဘယ်လိုထင်လဲကောင်းမယ်လို့ထင်လားအဲ့လိုမျိုးစတဲ့စကားလုံးနူးညံ့တဲ့စကားလုံးလေးသုံးဖို့လိုရတယ်ပေါ့နော်ဒီလိုပြောလိုက်တာကတစ်ဖက်လူကိုအပြစ်တင်ရမရောက်ဘဲနဲ့အတူတူပူပေါင်းဆောင်ရွက်ရမှာရောက်ပါကိုကလည်းလူတစ်ယောက်ကိုပြောင်းလဲစေခြင်းနဲ့ဆိုတာဝေဖန်တာထက်သူတို့ကိုနားလည်ပေးဖို့မိမိကိုယ်ကိုပြန်ပြီးအရင်စူးစမ်းလိုက်ပါကဲကျွန်တော်အခုပြောခဲ့တဲ့အချက်၃ချက်ကိုသိသွားပြီဆိုရင်လက်တွေ့ဘဝမှာကျင့်သုံးဖို့အလဲရောက်ပါပြီဘဝတုဒ္ဒတွေကိုနားထောင်နေုံနဲ့မပြောင်းလဲပါဘူးလက်တွေ့ကျင့်သုံးမှပြောင်းလဲမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတို့ကိုတပတ်တာ challenge လေးတစ်ခုပေးခြင်းပါတယ်ဒီတပတ်အတွင်းမှာဖြစ်နိုင်လို့ပေါ့နော်လုပ်မယ်လို့လည်းမျှော်လင့်ပါတယ်ပထမဆုံး challenge နံပါတ်1အနေနဲ့ကတော့ကိုယ်နဲ့တွေ့တဲ့သူကိုအပြုံးနဲ့အရင်နှုတ်ဆက်ပါနေကောင်းလားဖြစ်ဖြစ်စားပြီးလားဖြစ်ဖြစ်အရင်မေးပါအလုံးမှာဆိုလဲယုံတက်ချိန်ယုံဆင်းချိန်ဖြစ်ဖြစ်ကိုယ်တက်ကဆရာမတွေဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ဖို့ကံဘက်တွေဖြစ်ဖြစ် good morning ဖြစ်ဖြစ် bye bye see you tomorrow ဖြစ်ဖြစ်အဲ့လိုမျိုးမနက်ဖြန်ပြန်တွေ့ပါမယ်စားတဲ့နှုတ်ဆက်စကားလေးတွေပြောပြပါပေါ့နော်challenge နံပါတ်2ကတော့တစ်ဖက်လူနဲ့စကားပြောနေတဲ့အခါသူတို့ရဲ့နာမည်ကိုမှတ်မိအောင်ကြိုးစားပါစကားပြောတဲ့အထက်မှာသူတို့ရဲ့နာမည်ကိုတစ်ချိန်ထက်မနှဲပြီးခေါ်ပြီးအရင်ကြိုက်တာပေါ့နော်လူတိုင်းကကျွန်တော်ဆိုလဲဟာကိုစိုးတဲ့ရေနေကောင်းလားညီလေးစိုးတဲ့ရေနေကောင်းလားအဲ့လိုမျိုးပြောလိုက်ကြိုက်တာပေါ့ကိုယ့်ရဲ့နာမည်ခေါ်ပြီးတော့သူငါနာမည်မှတ်မိနေတာပဲအဲ့လိုမျိုးပေါ့နော် challenge နံပါတ်2ကတော့ challenge နံပါတ်3ကတော့ကြတော့တရက်ကိုအနည်းဆုံးလူ3ယောက်ကိုရိုးသားသားရှိမှုစကားပြောပါတက်နိုင်ဆိုရိုးသားစွာပြောပါမြောက်ပင်ပြောဆိုတာမပြောပါနဲ့ဒီ challenge လေးတွေကိုလုပ်ကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့ဘဝမှာပေါင်းသင်းဆက်ဆံရေးမှာဘာတွေပြောင်းလဲသွားမလဲဆိုတာကိုသိချင်ပါတယ်ကျေးဇူးပါမိတ်ဆွေတို့အနေဖြင့်လည်းပြုလုပ်မယ်လို့တော့ကျွန်တော်ထင်ပါတယ်အနည်းရှုံအနေနဲ့ပြောရမယ်ဆိုရင်လူများကြားမှာအောင်မြင်အောင်ပေါင်းသင်းဖို့အတွက်ဆရာဖေမြင့်ရေးသားထားတဲ့ဒီလမ်းညွှန်ချက်၃ချက်ကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ဆွမ်းနာကကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာလေး
နဲ့ဆိုင်ပါတယ်စကားပြောတာထက်နားထောင်ပေးဖို့ဦးစားပေးပါနားထောင်ဖို့ဦးစားပေးပါယူသားတော့ရှီးမွန်းပြီးအတိမတ်ပြုပါပြီးရင်ဓာတ်ရိုက်ဝေဖန်ခြင်းကိုရှောင်ကြဉ်ပါအတက်နိုင်ဆုံးရှောင်ကြဉ်ပါကဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီအချက်၃ချက်တည်းကဘယ်အချက်တွေကမိတ်ဆွေတို့ကျင့်သုံးဖို့ခက်ခဲနေလဲဆိုတာကို comment မှာရေးခဲ့ပေးပါနောက်ထပ်ဘူသူရရကြရာတွေစာအုပ်တွေဖတ်ထားတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်အနေဖြင့်ပြန်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာမျှဝေပေးသွားချင်ပါတယ်ကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့အောင်အချိန်ပေးပြီးကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ကဲ thought are for the brain အတွေ့တွေကဦးနောက်အတွက်အာဟာရဖြစ်ပါတယ်ကျေးဇူးပါ see you next video